ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူ15နှစ်ကြာအာဏာရယူထားတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုဒီကနေ့မတ်လ30ရက်နေ့မှာကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုလွှဲပြောင်းပေးလိုက်ပါတယ်။စစ်ကောင်ဆောင်ကတော့ဒီကနေ့မတ်လ30ရက်နေ့မှာပြည်သူ့လွှတ်တော်ကနေတင်သွင်းတဲ့ဒုတိယသမ္မတလောင်းစီရင်မှာပါဝင်လာပါတယ်။တပ်မတော်ကြီးဗိုလ်တင်နန်းကျောင်း ODS အပတ်စဉ်89စင်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာစစ်ကောင်ဆောင်ရဲ့လက်ရင်လူယုံအဖြစ်လူသိများသလိုကာကွယ်ရေးဦးစီးချုပ်ကြီးအဖြစ်ရာထူးတိုးပြီးတလားမပြည့်ခင်မှာပဲတက်ချုပ်ဖြစ်လာတာပါသူ့ရဲ့ဒါလူယုံဆိုတော့ तू ကဟိုအရင်မင်းအောင်လိုက်တိုင်းမှုဘဝမှာလဲ तू က IO ထောက်လိုင်းရဲ့အရာရှိဆိုပြီးတော့လုပ်ခဲ့တယ်ပြီးရင်ကျွန်တော်တို့မင်းအောင်လိုက်တိုင်းမှုဖြစ်တဲ့အချိန်မှာလဲတိုင်းမှု G1 အထိဖြစ်ခဲ့ပြီးတော့မိသားစုချင်းရင်းနှီးတယ်အခုဒီမြို့ဒေါ်လာရင်းနဲ့အတူတူဒီထောက်ခံအားပေးနေတဲ့ပြည်သူတရားလုံးကိုနှိမ့်ဆက်ညှဉ်းပန်းမှာကတော့ဒီတက်ချုပ်ကအာဏာအပြည့်အဝရထားတဲ့လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့အကြီးအကဲဆိုပြီးတော့ခေါင်းစဉ်တက်ထားတဲ့ရဲဝင်းဦးလက်ထက်မှာကျွန်တော်တို့ပို့ပြီးတော့စိုးလာလိမ့်မယ်ပို့ပြီးတော့ရက်ဆက်ကြမ်းကြုတ်လာလိမ့်မယ်ဘာလို့လဲဆိုတော့ခင်ညွန့်လိုနေရာမျိုးอ่ะပေါ့နော်ကျွန်တော်တို့ခင်ညွန့်လိုနေရာမျိုးอ่ะထောက်လိုင်းရေးပေါ့စစ်ထောက်လိုင်းရေးရနေပြီးကမှတက်ချုပ်ဖြစ်လာတဲ့အခင်းချင်းကတော့ကျွန်တော်တို့စစ်ရေးအရာရောဒီကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့တော်လန်ပြည်သူတွေအတွက်ရောကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက်ရောမကောင်းဘူးပေါ့ဒီဗိုလ်တနန်းကျောင်းစင်းရအဖွဲ့တွေကပို့ပြီးတော့ရက်ဆက်ရုပ်မာလေးရှိတယ်ကျွန်တော်တို့တန်းရွှေကိုကြည့်ပေါ့နော်ဒီပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဗိုလ်တနန်းကျောင်းစင်းတွေကိုဗိုလ်တနန်းကျောင်းစင်းတွေကယာရုကြီးကြီးမားမားဖြစ်လာပြီဆိုရင်ဖွင့်မိကြောင်းဖြစ်မြင့်မချမ်းသာလို့ပြောလို့ရတယ်ဒါအပြင်ဒုတိယကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကတော့ရာထူးကနေအနားယူလိုက်ပြီးသူ့နေရာမှာညီနိုင်ကိုကဲရီမှုကြီးရည်လေးဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုခန့်အပ်လိုက်ပါတယ်ညီနိုင်ကိုကဲရီမှုကြီးရည်လေးရာထူးကိုတော့ဒုတိယဗိုလ်ချုပ်ကြီးကိုဦးကိုခန့်အပ်လိုက်ပါတယ်2021ခုနှစ်တကြောပြန်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရွေးကောက်ပွဲတရက်ကိုမဖြစ်မနေကျင်းပပြီးသမ္မတလုံမှာဖြစ်တယ်လို့သူနေရာကိုစစ်တပ်ကတို့အပတ်စဉ်30ဆင်ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဒါမှမဟုတ်အပတ်စဉ်35ဆင်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလွှဲပြောင်းပေးအပ်နိုင်တယ်လို့သုံးသပ်ခန့်မှန်းချက်တွေရှိခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတက်ချုပ်ဖြစ်လာခဲ့ပါတယ်။ဒါဆယ်စုနှစ်နဲ့ချီရင်းနှီးလာတဲ့ဆက်ဆံရေးနဲ့အတူဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့စစ်ကောင်းဆောင်အပေါ်မှာကျိုးနုံမှုတစ္ဆာရှိမှုတွေကြောင့်ဖြစ်တယ်လို့စစ်တပ် CDM အတိုင်းဝိုင်းကထောက်ပြပါတယ်။ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့အစောပိုင်းကာလတွေမှာသူ့ကိုတက်ချုပ်ဖြစ်လာနိုင်မယ်လို့ချွမြင်ထားခြင်းမရှိကြဘူးရေပန်းမစားခဲ့ကြဘူးပေါ့နော်တကယ်ကျတော့စစ်ကောင်းဆောင်ရဲ့နိုင်ငံရေးနှက်ခတ်အခြေအနေစဉ်းစားချက်တွေသူ့ရဲ့ရွေးချယ်မှုတွေပေါ့နော်သူ့အပေါ်တစ္ဆာရှိကျိုးနုံတဲ့လူတွေကိုသူပို့ပြီးယုံကြည်စိတ်ချတဲ့လူကိုစဉ်းစားရွေးချယ်တဲ့အခါမှာသူ့ရဲ့တကယ်လူယုံတပင်းဖြစ်တဲ့ဗိုလ်ချုပ်ရဲဝင်းကတက်ချုပ်ရာထူးဖြစ်လာခဲ့တယ်ပေါ့နော်ပြီးတော့စစ်ကောင်းဆောင်နဲ့ပဲအနိကနေခဲ့ရတဲ့စစ်ကောင်းဆောင်ရဲ့ဟုတ်လားရည်ရွယ်ချက်တွေကိုတော့အကောင့်ထဲပေါ်ပေးခဲ့ရတဲ့နားနဲ့မျက်စိပေါ့နော်စစ်ဘက်ရေးရာလုံခြုံရေးမှာပဲပြီးခဲ့တဲ့9နှစ်ကျော်ကာလတစ်ခုလုံးဖြတ်သန်းခဲ့ရတဲ့ဖြစ်တယ်ပေါ့နော်သူဒီဗိုလ်ချုပ်ကြီးဒီတက်ချုပ်ပေါ့နော်ဗိုလ်ချုပ်မင်းအောင်လှိုင်ပေါ်မှာအင်မတန်မှကိုတစ္ဆာကြီးကျိုးနုံတဲ့လူအယိုသေးလေးစားတဲ့လူပုဂ္ဂိုလ်ရေးအင်မတန်မှနီးစပ်တဲ့လူတို့ကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်အထက်စစ်ကောင်းဆောင်ရဲ့အလိုကိုတည်မြင်ပြီးတော့မှသူ့အလိုကြအမိန်တိုင်းသူ့လိုလားချက်တိုင်းအထက်စစ်ကောင်းဆောင်ရဲ့လိုလားချက်တိုင်းအပြည့်အဝတိုင်းနာဆောင်ရတဲ့သူမျိုးလို့ကျွန်တော်တို့နားလဲပါတယ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာကာကွယ်ရေးဦးစီးချုပ်ကြီးအဖြစ်ရာထူးမတိုးမီ2020ခုနှစ်ဖေဖော်ဝါရီလကနေ2026ခုနှစ်မတ်လ10မိုင်အထိစစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်အဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ဒါအပြင်2021ခုနှစ်အာဏာသိမ်းပြီးနောက်စစ်ကောင်စီမှတွဲဖက်အတွင်းရေးမှူး2025ခုနှစ်စစ်ကော်မရှင်အဖြစ်အမည်ပြောင်းဖွဲ့စည်းချိန်မှာအတွင်းရေးမှူးရာထူးနဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလုံမှာတွဲဖက်အမှုဆောင်ချုပ်အဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးရဲဝင်းကသူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာပဲစစ်ကောင်းဆောင်အပေါ်မှာတစ္ဆာခံကြောင်းပြသခဲ့တာတွေကိုတွေ့ရပါတယ်။ပထမဆုံးမိန့်ခွန်းပြောရမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ချမှတ်ထားတဲ့လမ်းစဉ်အတိုင်းတိုက်စွမ်းအားနဲ့တိုက်စွမ်းရည်ရှိတဲ့ခေတ်မီစစ်တပ်ဖြစ်အောင်ဆက်လက်တည်ဆောက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့15နှစ်တာဝန်ထမ်းဆောင်မှုကိုအမွှန်းတင်ပြောဆိုခဲ့တယ်လို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ပြီး
အစိုးရရဲ့ဦးဆောင်မှုနဲ့အတူဒီမိုကရေစီလမ်းကြောင်းပေါ်မှာဆက်လက်ရှောက်လန်းနိုင်မှုတာဝန်ထမ်းဆောင်သွားမယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။2024နှစ်ကို2025နှစ်ဆန်းစပြီးတော့မှသူ့ရဲ့နိုင်ငံရေးနဲ့နိုင်ငံရေးနောက်ခံအခြေအနေတွေရဲ့နောက်ထပ်စစ်ကောင်းဆောင်ရဲ့နိုင်ငံရေးအိမ်မက်တွေရဲ့ကြားထဲမှာတော့ဗိုလ်ချုပ်ကြီးရဲဝင်းဦးကပို့ပြီးတော့လိုအပ်လာတယ်ပို့ပြီးတော့နှီးစက်လာခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်တယ်စစ်ကောင်းဆောင်ရဲ့လက်ရှိကာလနိုင်ငံမျှော်လင့်ထားခဲ့တဲ့စီးရေးနိုင်ငံအခင်းအရှင်းရဲ့လိုအပ်ချက်တွေရဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာလက်ရှိစစ်ကောင်းဆောင်အတွက်ပို့ပြီးတော့လိုအပ်ချက်ဖြစ်လာတယ်တစ္ဆာရှိကျိုးနုံနဲ့လူစစ်ကောင်းဆောင်ရဲ့စကားကိုတွေ့မသိလိုက်နာအကောင့်ထဲဖော်မဲ့သူတယောက်အဖြစ်တကယ်လက်ဝခံတပည့်ရေးအဖြစ်ပုံပေါ်ဖြစ်သက်ပြီးနိုင်ခဲ့တယ်စစ်ကောင်းဆောင်ရဲ့ယုံကြည်မှုကိုအပြည့်အဝယုံကြည်မှုကိုကျွန်တော်တို့ရယူနိုင်ခဲ့တဲ့သူလို့ကျွန်တော်တို့ပြောလို့ရမယ်ထင်ပါတယ်အထူးသဖြင့်1027စစ်စင်ရေးနောက်ပိုင်းအင်မတန်မှကိုစီးရေးနိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အချိန်မှာစစ်ကောင်းဆောင်ရဲ့အထူးယုံကြည်ရတဲ့တပည့်ရေးတယောက်နှစ်ယောက်စားတယ်မှာဗိုလ်ချုပ်ကြီးရဲဝင်းကအပေါင်းခဲ့တဲ့တယောက်ဖြစ်တယ်စစ်ကောင်းဆောင်ရဲ့အင်မတန်ခက်ခဲနေတဲ့အချိန်တွေမှာတော့မှယုံကြည်မှုစစ်ကောင်းဆောင်ရဲ့အခြေအနေတွေကိုနားလေသိရှိတဲ့တပည့်ရင်လူလားချက်အမိန့်တွေတိုင်းအကောင့်ထဲပို့ပြီးနိုင်နေတယောက်ဖြစ်တယ်ဆိုတော့ပြသနိုင်ခဲ့တယ်ပေါ့နော်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသူ့အသက်55နှစ်အရွယ်2011ခုနှစ်မတ်လ30ရက်နေ့ကဗိုလ်ချုပ်မှုကြီးဟောင်းတန်းရွှေရဲ့ခန့်အပ်မှုနဲ့တက်ချုပ်ဖြစ်လာခဲ့တာပါ2008ဖွဲ့စည်းပုံအရတက်ချုပ်ရဲ့အသက်ကန့်သက်ချက်ကအသက်60ဖြစ်ပေမဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့အသက်58နှစ်အရွယ်2014ခုနှစ်မှာတော့ကာလုံကနေတဆင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ရဲ့အသက်ကန့်သက်ချက်ကို65နှစ်ကိုတိုးမြှင့်ပြောင်းလဲလိုက်ပါတယ်။အဲဒီနောက်သူ့အသက်65နှစ်ပြည့်ချိန်2021ခုနှစ်မှာတော့စစ်အာဏာသိမ်းပြီးကကနကောင်စီညွှန်ကြားလွှာတင်မြင့်ဆောင်2021ကိုထုတ်ပြန်ပြီးတပ်ချုပ်နဲ့ဒုတပ်ချုပ်တွေရဲ့တပ်တန်းအသက်ကန့်သက်ချက်ကိုစီးမြင့်အဖြစ်မထားတော့ဘဲပယ်ဖျက်လိုက်သလိုစစ်တပ်ကအလိုရှိသရွေ့တာဝန်ထမ်းဆောင်နိုင်တယ်လို့ပြင်ဆင်ခဲ့ပါတယ်။ဒီလိုပုံစံနဲ့ပဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာတက်ချုပ်ရာထူးကို15နှစ်ကြာအောင်ရယူခဲ့တာပါတက်ချုပ်သစ်ဖြစ်လာသူဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့လက်ရှိမှာအသက်60အရွယ်ရှိပြီဖြစ်ပါတယ်2008ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်တွေအရတက်ချုပ်ကစစ်တပ်ရဲ့အမြင့်ဆုံးအာဏာပိုင်ဖြစ်တယ်လို့ကာကွယ်ရေးပြည်ထောင်ရေးနဲ့နယ်စပ်ရေးရာစတဲ့ဝန်ကြီးနေရာ3ခုအတွက်လည်းဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်ပါတယ်ဒါအပြင်ပြည်ထောင်စုလွှတ်တော်ရဲ့တပ်မတော်သားကိုယ်စားလှယ်25%ကလည်းတက်ချုပ်ရဲ့အမိန့်အာဏာအောက်မှာပဲရှိနေတာဖြစ်ပါတယ်ရှင်။